ဒီနေ့ညနေ6 နာရီထိငလင်တန်ကြောင့်သေဆုံးဒဏ်ရာရပျောက်ဆုံးစာရင်းအနေနဲ့သေဆုံးသူ3564ဦးဖြစ်ပါတယ်။ဒဏ်ရာရရှိသူ9012ဦးဖြစ်ပါတယ်။ပျောက်ဆုံးသူ210ဦးဖြစ်ပါတယ်။နိုင်ငံတကာမှကူညီကယ်ဆယ်မှုများအနေနဲ့နိုင်ငံ20မှလေယာဉ်ခောက်ရည်88စင်းတင်မော5စင်းကား6စင်းနဲ့ကျွန်တော်တို့ကူညီကယ်ဆယ်ရေးပစ္စည်းများဝန်ထမ်းများပို့ဆောင်ပေးနေခဲ့ပါတယ်။ကူညီကယ်ဆယ်ရေးဝန်ထမ်း1938ဦးထောက်ပံ့ပစ္စည်း1198တန်ကျော်နဲ့ကယ်ဆယ်ရေးပစ္စည်း844တန်ကျော်ရောက်ရှိပြီဖြစ်ပါတယ်။ဒီနေရာမှာတချို့သောကောလာဟလထုတ်လွှင့်မှုပြည်ပြမီဒီယာများရဲ့ထုတ်လွှင့်မှုများအနေနဲ့ဒီကယ်ဆယ်ရေးအဖွဲ့တွေပြန်ကြမယ်ကယ်ဆယ်ရေးအဖွဲ့တွေမြန်မာနိုင်ငံခွင့်မပြုလို့ပြန်ကြမယ်ဆိုတာကိုပြည်ပြမီဒီယာတွေကတော့ထုံးစံအတိုင်းပါပဲအချိန်ကိုက်ထုတ်လွှင့်နေတာမျိုးတွေရှိပါတယ်။ဒီဟာနဲ့ပတ်သက်ပြီးတော့ကြောင့်ပြည်သူလူထုများနားလည်အောင်ကျွန်တော်တို့ရှင်းလင်းတင်ပြပါမယ်။ကယ်ဆယ်ရေးအဖွဲ့တွေကဒီငလင်ဘေးဒဏ်ခံစားရတဲ့နေရာမှာသူ့ရဲ့အဆင့်လိုက်ပဲအလုပ်လုပ်ပါတယ်အဆင့်1 2 3 4စသဖြင့်အဆင့်1အနေနဲ့ကသူကကျွန်တော်တို့ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်တဲ့နေရာမှာအသက်ရှင်လျက်ကြံရှိသူတွေကိုအများဆုံးကယ်ထုတ်နိုင်ဖို့လှုံ့ဆော်တာဖြစ်ပါတယ်အသက်ရှင်လျက်ကြံရှိသူတွေကိုကျွန်တော်တို့ကယ်ဆယ်ရေးလုပ်ငန်းများကျွန်တော်ဆောင်ရွက်ပြီးဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ကတော့ကျွန်တော်တို့ငလင်လောက်ပြီး6ရက်အကြာမှအသက်ရှင်လျက်တွေ့ရှိရတဲ့သူတူရှိပါတယ်ဒီနေ့ကျွန်တော်နိုင်ငံတော်ဝန်ကြီးချုပ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့ခရီးစဉ်မှာလည်းစကိုင်းမှာကျွန်တော်တို့စေယုံမှာတွေ့ခဲ့ပါတယ်ဒါမင်းကင်းမြို့မှာတာဝန်ထမ်းဆောင်နေတဲ့ကျောင်းဆရာတဦးပေါ့သူဒီစကိုင်းမှာပညာရေးဆိုင်ရာသင်တန်းတစ်ခုလာတည်ရတဲ့ဒီပိတ်မိနေတာဖြစ်ပါတယ်တဲခိုရေးနေရာတစ်ခုမှာပိတ်မိနေတာဖြစ်ပါတယ်သူ့ကိုကျွန်တော်တို့အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပါတယ်အခုအချိန်မှာတော့ကျွန်တော်တို့ကကယ်ဆယ်ရေးလုပ်ငန်းများပြီးဆုံးပြီးတော့ကျွန်တော်တို့စောက်အုံဒီကိုရှင်းလင်းရေးလုပ်ငန်းတွေဆောင်ရွက်နေရဖြစ်ပါတယ်ပြီးရင်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကျွန်တော်ဆောင်ရွက်ရပါမယ်နိုင်ငံတော်အစိုးရနဲ့စေတနာရှင်လှုပ်ရှားပြည်သူတွေနိုင်ငံတကာအကူအညီတွေနဲ့ကျွန်တော်တို့အင်တိုက်အားတိုက်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်ကျေးဇူးတင်ပါတယ်